ပြီးခဲ့တဲ့ပိုင်းမှာတော့မြောင်နဂါပင်ရဲ့တိုက်ပွဲမှတ်ဉာဏ်တွေကိုသိသိနိုင်မှုအတွက်ရှောင်းရဲကမြောင်နဂါပင်ရဲ့ဝိညာဉ်လျာနယ်တွေကိုတမင်ဝင်ပြီးအပိတိုင်ရုပ်သေးရုပ်ဖြစ်တတ်စေနိုင်ခဲ့ပါတယ်။မြောင်နဂါပင်ရဲ့သိဆုံးသွားတာကိုသိသွားတဲ့ဟွန်ထန်တီလည်းဗလာနက်တီဝါမြော်မိသားကိုဆင့်ခေါ်ပြီးဝင်းမြရှမ်းအတွက်ခန္ဓာအသစ်ကိုဖန်တီးသေးခဲ့ပါတယ်။ရှောင်းရဲကတော့မြောင်နဂါပင်ရဲ့ရုပ်သေးကိုစုံစုံတိမြင့်တင်နိုင်မှုအတွက်လေယာဉ်နဲ့မိုးကြိုးကန်ကိုလာခဲ့လိုက်ပါတယ်။မိုးရနောက်ဆုံးမိုးကြိုးတွေရဲ့အကူအညီနဲ့မြောင်နဂါပင်ရဲ့ရုပ်သေးလည်းပြောင်းလဲလာနိုင်ခဲ့ပါတယ်။ချီယန်တို့ရှိရသည့်ပြန်လာတော့မှုဆဲဆဲမှာမိုးကြိုးကန်ရဲ့အနာရှာဆုံးနေရာမှာရှိနေတဲ့ကျိုးရှမ်းရွှေမိုးကြိုးကထပ်ပေါ်လာခဲ့ပါတယ်။ကျိုးချချေစေမိုးကြိုးကမိုးကြိုးထဲမှာတော့တက်တဲ့ကြပါမိတ်ဆာမီတော့ဗလာနက်တီဝါမြော်မီတော့တို့နဲ့တောင်ရင်မော်တန်းနိုင်လောက်တဲ့အထိအင်အားကြီးတဲ့ဆိုတာကိုရှောင်းရန်ကသိပါတယ်ဒီမိုးကြိုးကိုသာသိသိနိုင်မယ်ဆိုတာမန်တိုင်းသူတော်စင်အဆင့်တွေကိုတော့မိုးကြိုးစွမ်းရင်လင်းနေလေးနဲ့အနိုင်ယူနိုင်လောက်တဲ့အထိအင်အားကြီးပါတယ်ရှောင်းရန်ကအဲ့လိုပြောလိုက်တော့တက်ကြလုံးနဲ့ရီဝါလည်းစေမိုးကြိုးနဂါးစီချိန်ကပ်ဖို့လုပ်နေတာမလို့ရှောင်းရန်ကပဲဆွဲထားလိုက်ရပါတယ်မိုးကြိုးနဂါးကအိပ်ပြောင်းနေပုံပေါက်ပေမဲ့သူ့ကိုယ်ပေါ်ကအငွေတက်ကခြေခုနှစ်ပွင့်တိုင်းသူတော်စင်အဆင့်နဲ့တောင်ရှင်းနိုင်လောက်တဲ့အထိစွမ်းအားကြီးနေတာမလို့နှုတ်ထလာစီမယ်ဆိုရှောင်းရန်တို့အတွက်ဒုက္ခများစေနိုင်ပါတယ်သူတို့စကားပြောနေကြရင်စေမိုးကြိုးနဂါးပေးမှာစောင့်ချက်ပေးနေတဲ့မူရနဆုမိုးကြိုးတွေကရှောင်းရန်တို့ကိုတတိထားမိတော့တာမလို့စတင်တက်ခဲ့ပါတယ်ရှောင်းရန်လည်းလာတဲ့နေတဲ့အကောင်တွေကိုအနိုင်ယူနေပေမဲ့စေမိုးကြိုးသာနှုတ်ထလာခဲ့မယ်ဆိုအရှိန်တွေပို့ချုပ်ဆေးလာစေမှာမလို့ထပ်ပြေးဖို့သာလုပ်ပါတယ်ဘလို့ပဲထပ်ပြေးပါစေစေမိုးကြိုးနဂါးကတော့နှုတ်ထလာပြီးရှောင်းရန်တို့ကိုစတင်တက်ခဲ့ပါတယ်ညောင်နဂါးပြင်ကိုကာကွယ်ခိုင်းပေမဲ့မိုးကြိုးစွမ်းရင်ကကြီးလွန်းတာမလို့အရှိန်ခဏလေးပဲတောက်ခံနိုင်လိုက်ပြီးမိုးကြိုးစွမ်းရင်ရိုက်ခတ်မှုတွေကိုရုပ်သေးရုပ်ခံလိုက်ရပါတယ်ရှောင်းရလည်းအနာဂတ်ကြီးကိုလည်းကာကွယ်နေခြင်းအစိမ်းရောင်ငွေတန်းတွေထွက်ပေါ်လာပြီးစေမိုးကြိုးနဂါးလည်းတိုက်ခိုက်တာကိုရပ်လိုက်ကသူ့နေရာမှာသူပြန်ခွင့်နေပါတယ်ရှောင်းရနဲ့ယူကလည်းရှင်တွေကိုစောင့်ကြည့်နေရင်ကျိုးချချေစေမိုးကြိုးကဝိညာဉ်စုဝေးနေတယ်ကိုသိလိုက်ရပါတယ်ဝိညာဉ်စုဝေးတဲ့ချိန်ကကျိုးချချေရဲ့အားနေခြင်းအချိန်ဖြစ်တာမလို့ဒီချိန်မှာသာစေမိုးကြိုးကိုသိသွင်းနိုင်မယ်ဆိုရှောင်းရအတွက်ကြီးမားတဲ့ဝက်ပဲတစ်ခုထပ်ရလာမှာဖြစ်ပါတယ်ယူကအားတက်တရောရှိတတ်တော့ပေမဲ့ရှောင်းရကတော့တားလိုက်ပြီးတကယ်လို့ဒီလိုချိန်မှသာလူချင်းစိတ်တစ်ခုတည်းနဲ့အတင်းကျပ်လူယူမယ်ဆိုဝိညာဉ်ပေးမဲ့ကလူတွေနဲ့မရှာတော့မှဖြစ်လို့မလို့ဖို့ကိုသာရွေးချယ်လိုက်ပါတယ်ရှောင်းရတို့ရှင်တွေကိုစောင့်ကြည့်နေရင်ဝိညာဉ်စုစည်းတာရဲ့နောက်ဆက်တဲ့တမ်းမြဝါမျိုးတာကိုခံလာရတဲ့စေမိုးကြိုးကလည်းစတင်လှုပ်ရှားလာပါတယ်တမ်းမြဝါမျိုးအားကပြင်းထန်တော့တာမလို့ရှေးဘော်ဒီတစ်ပင်လည်းဝိညာဉ်သိစိတ်ဘာကြောင့်မစုဝေးနိုင်ခဲ့တာလဲဆိုတာကိုရှောင်းရနားလည်လာပါတယ်တမ်းမြဝါမျိုးတာကိုခံရတဲ့စေမိုးကြိုးနဂါးနာကိုမဟူရနဂါးငယ်တွေဝမ်းဝမ်းပြီးဝိညာဉ်စုစည်းမှုကိုအောင်မြင်အောင်ကူညီပေးကြပါတယ်ဒါပေမဲ့စေမိုးကြိုးနဂါးကိုကထွက်နေတဲ့တမ်းမြဝါမျိုးစွမ်းရည်နေကြောင်းတကောင်ပြီးတကောင်တိုက်စားတာကိုခံရပြီးသိဆုံးလာပါတယ်နောက်ဆုံးမှာတော့သူ့လူမျိုးတွေသိဆုံးတာကိုမကြည့်ရတော့တဲ့စေမိုးကြိုးနဂါးလည်းဝိညာဉ်သိစိတ်စုဝေးတာကိုလက်လျှော့လိုက်ကအောက်ကိုပြန်ပြုတ်ကျလာပါတယ်ရှောင်းရလည်းကူညီပေးဖို့တွေးပြီးစေမိုးကြိုးနဂါးနာကတ်သွားကဝိညာဉ်သိစိတ်စုဝေးဖို့ကူညီပေးမယ်လို့ပြောလိုက်ပါတယ်စေမိုးကြိုးနဂါးရဲ့စွမ်းအားကဝိညာဉ်အသိစိတ်စုဝေးဖို့အကြီးမားဆုံးအနှောက်အယှက်ဖြစ်နေတာမလို့စွမ်းအားကိုသာလက်လျှော့မယ်ဆိုဝိညာဉ်စုစည်းဖို့ကူညီပေးနိုင်ကြောင်းကိုပြောပါတယ်ဒီလိုမှမဟုတ်ဘူးဆိုတမ်းမြဝါမျိုးတော်ကိုခံရပြီးအရှိကြီးပဲဖြစ်နေမှာဖြစ်ပါတယ်စေမိုးကြိုးနဂါးလည်းရွေးချယ်စရာမရှိတာမလို့ရှောင်းရပြောတာကိုသဘောတူလိုက်ပြီးစွမ်းအားတွေကိုဆွန့်လွတ်ဖို့ရွေးချယ်လိုက်ပါတယ်စေမိုးကြိုးနဂါးရဲ့ဖြည့်ဆည်းခြင်းစွမ်းအားထွက်ပေါ်လာတော့ရီဝါကိုဝါမျိုးခိုင်းလိုက်ပါတယ်ရီဝါဝါမျိုးပြီးတော့ရှောင်းရလည်းချိန်ကားဝဲနောက်ပိုင်းစိတ်ကိုရောက်ရှိသွားပါတယ်စွမ်းအားတွေလည်းမရှိတော့တဲ့စေမိုးကြိုးနဂါးရဲ့ရှင်တွေကလည်းတင်းငင်လာပြီမလို့ဝိညာဉ်သိစိတ်စုဝေးဖို့အတွက်အကူအညီပေးကအချိန်ခဏကြာမှတော့အောင်မြတ်စွာကူညီလိုက်နိုင်ပါတယ်စေမိုးကြိုးနဂါးကိုကူညီပြီးတော့ရှောင်းရလည်းကျင်းရတို့ရှိရသည့်အမြတ်ပြန်လာခဲ့လိုက်ပါတယ်အချိန်ပိုင်းနဂါးကျုံကိုရောက်တော့အချိန်2လအတွင်းတိုက်ပွဲအတွင်းပြည့်စည်တဲ့အပြင်မျိုးနယ်စုကပါအချိန်ပြဖြတ်တန်းနေရတာမလို့ရှောင်းရလည်းကျင်းရကိုရှိကျူးလိုက်ပါတယ်ရှိုင်းလင်နဲ့ပြန်တွေ့တော့စကားပြောနေကြချိန်ကျင်းရရောက်လာကစိတ်ပုံနေကြောင်းပြောပြီးတကယ်လို့သာအချိန်မီရောက်မလာဘူးဆိုသူနဲ့ရှိုင်းလင်တို့မိုးကြိုးကန်ကိုလာရှာတော့မယ့်အကြောင်းကိုပြောပါတယ်ချောင်းရလည်းမျိုးနယ်စုတဲ့လှုပ်ထားတာမဆိုးကြောင်းချီကျိုးရင်မဟာမိတ်ကိုပြန်တော့မယ့်အကြောင်းပြောတော့ကျင်းရလည်းရှင်တွေကိုသိနေတာမလို့မတားတော့ပဲလေယာဉ်နဲ့ရှင်းရောက်နဂါးမျိုးနယ်စုရဲ့မဟာမိတ်စာချုပ်ကိုရှောင်းရကိုပေးပါတယ်ရှောင်းရကတော့နဂါးမျိုးနယ်စုတိုက်ပွဲကြီးခုမှပြီးထားတာမလို့မျိုးနယ်စုတိုးတက်အောင်သာအားစိတ်တင်ပြီးအလဲပိုင်းကုန်းမြေဒေသရဲ့ကိစ္စကိုဝေမပါသေးတဲ့အကြောင်းကိုပြောပြပါတယ်ကျင်းရကတော့သူတို့မျိုးနယ်စုပေါ်နှစ်ချိန်နဲ့ကျေးဇူးရှိထားတဲ့ပြင်သူတို့မျိုးနယ်စုကကျေးဇူးရှိရင်တေချာပေါက်ပြန်ဆက်တတ်ပြီးနောက်တစ်ချိန်ဘလို့ခက်ခဲကြုံနေပါစေလေယာဉ်နဲ့ရှင်းရောက်နဂါးမျိုးနယ်စုကရှင်းတဲ့အမြဲတမ်းမိတ်ဆွေဖြစ်နေမှာလို့လူကြီးတယောက်လိုပြောပြပါတယ်ရှောင်းရလည်းကျင်းရပြောတော့ကိုသဘောကျသွားပြီးမဟာမိတ်စာချုပ်ကိုယူကကျင်းရကိုနှုတ်ဆက်ပြီးချေချွေဆိုင်ကိုပြန်လာခဲ့လိုက်ပါတယ်အိမ်တော်ကိုရောက်တော့ရောင်လောင်းနဲ့နှစ်ယောက်စကားပြောကြပါတယ်ဆရာကစိတ်ပူနေတဲ့အကြောင်းနဲ့အခီးစဉ်ဆင်ပြေခဲ့လာပြီးတော့ရှောင်းရလည်းဆရာကိုစကြင်တာနဲ့အစင်မပြေဘူးလို့လုပ်ပြီးမှမဟာမိတ်စာချုပ်ကိုထုတ်ပြလိုက်ပါတယ်ရောင်လောင်းလည်းသူ့ကိုစာရဲတဲ့ဘောဆိုပြီးခေါင်းခေါက်လိုက်ကအရင်တစ်ချိန်ကဆရာတပည့်ဆက်ဆံရေးကိုပြန်မရောက်စေခဲ့ပါတယ်ဝိညာဉ်ပိတ်မှအကြောင်းပြီးတော့လက်တလုံးလှုပ်ရှားမှုမရှိသေးတဲ့အကြောင်းနဲ့ကိစ္စကြီးတကူကြမ်းစီနေတာဖြစ်နိုင်တယ်ဆိုတဲ့အကြောင်းကိုပြောပါတယ်အရှင်ကိုတွဲကြည့်မယ်ဆိုစီလုံးခန္ဓာစတယ်မို့တလပဲလိုတော့တာမလို့ရှောင်းရလည်းဆရာကိုတတိပေးပါတယ်ရှောင်းရရဲ့ပြပြချက်ကိုနားထောင်ပြီးရောင်လောင်းလည်းကြီးမားတဲ့မဟာမိတ်အနေနဲ့မတော်မဖြစ်သွားရမှဖြစ်ပြီးသူမိဘတွေမဆုံးခဲ့မျိုးနယ်စုကပီးမှာနာမည်ထွေးထုဘေးကိုမာခဲ့ကြောင်းကိုရှောင်းရဲကိုပြောပြပါတယ်မျိုးနယ်စုကြောက်တိုင်မှာကပီးထွေးထုဖို့ဆိုဘာကန့်သက်ချက်တွေရှိလဲလို့မေးတော့မျိုးနယ်စုမှာကြီးမားတဲ့အောင်မြင်မှုရတဲ့သူကပဲနာမည်စိတ်ကြရေးထိုးနိုင်ကြောင်းကိုရှင်းပြပါတယ်ရောင်မျိုးနယ်စုဝင်တွေအတွက်တော့ဒါကိုဘဝရဲ့နောက်ဆုံးမှတ်တိုင်လို့တော့သဘောထားကြတယ်ဆိုတာကိုရှောင်းလန်းစီသိလိုက်ရပါတယ်ဒီတစ်ခေါက်ရောင်မျိုးနယ်ကိုပြန်လာမိဘတွေရဲ့ဆန္ဒကိုဖြည့်ဆည်းပေးနေတာဖြစ်ပြီးမျိုးနယ်စုဝင်တွေနဲ့အခြားသောသူတွေကလည်းရတဲ့နည်းနဲ့တားကြမယ်ဆိုတဲ့အကြောင်းကိုပြောပြပါတယ်
ချောင်းရဲကတော့ဒီတစ်ခေါက်ရောင်မျိုးနယ်စုခရီးစဉ်မှာဆေးရဆန္ဒအတိုင်းသာလုပ်ဖို့နဲ့ချန်နယ်ကိစ္စတွေအားလုံးကိုသူ့ကိုလွှဲပေးထားလိုက်ဖို့သာပြောပါတယ်။ရောင်လုံးကတော့တချိန်ကသူမိခဲ့တဲ့သင်္ကန်းပေါစာလေးကအရွယ်ရောက်လာပြီးသူ့ကိုတော့ပြန်ကာကွယ်ပေးနေပြီလို့တွေးရင်အပိုင်းနေရလေးကဒီညမှာပဲပြီးဆုံးသွားပါတယ်။အဆုံးထိကြည့်ပြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်။နောက်ဗီဒီယိုတွေမှာပြန်တွေ့ကြပါမယ်။ဗီဒီယိုလေးကိုကြိုက်နေတတ်တယ်ဆိုရင်တော့ like and subscribe လေးနဲ့ပေးခဲ့ဖို့အတွက်တောင်းဆိုချင်ပါတယ်။